မင်္ဂလာပါရှင်ပိဋကတ်3ပုံသုတ်တံပိဋကတ်လာတန်ယုတ္တနိကေမှဩခါတုတ်မေတ္တာသည်နိဗ္ဗာန်ရောက်ကြောင်းမက္ခသစ္စာဖြစ်ပါတယ်ရှင်မြတ်စွာဘုရားမှာယဟန်အပေါင်းအားချစ်သားတို့မနေ့တစ်ကြိမ်ထမင်းအိုးတရားနေ့လေတစ်ကြိမ်ထမင်းအိုးတရားညနေတစ်ကြိမ်ထမင်းအိုးတရားတို့ကိုဟင်းကောင်းများဖြင့်ဒီနေ့ထမင်းအိုး300ချက်၍လှူခြင်းထက်တနေ့လင်3ကြိမ်ကမေတ္တာစိတ်ကိုပွားများပြီးနေသင့်တယ်။နောက်ဆုံးနွမ်းတို့တညစ်ခန့်အချိန်မျှမေတ္တာပွားခြင်းသည်ပင်လင်ထမင်းအိုး300ချက်၍လှူပေးခြင်းတဲ့ပို၍မြတ်ပါတယ်။ထို့ကြောင့်ချစ်သားတို့ကြီးစွာသောမေတ္တာစိတ်ကိုပွားများရမယ်။ကြီးစွာသောမေတ္တာစိတ်ဖြင့်သာသွာလာနေထိုင်ရမည်ဟုဟောတော်မူခဲ့ပါတယ်ရှင်။ဓမ္မမိတ်ဆွေများရှင်ဤဩခါတုတ်အရာကျမတို့သည်မေတ္တာတုတ်ကျင့်စဉ်အတိုင်းလိုက်နာကျင့်သုံးခြင်းဖြင့်နိဗ္ဗာန်ရောက်ကြောင်းမေဃသစ္စာများပွားများနေခြင်းဖြစ်ပါတယ်ဟုမှတ်ယူရပါမယ်ရှင်။